Hello မင်္ဂလာပါတားလေးကျောင်းချောင်းဝင်ဖြစ်ပါတယ်ဒီနေ့တားလေးကတရားဟောခြင်းပါတယ်အားလုံးနားလုံးကြင်ကြလားခင်ဗျာတားလေးတရားဟောမှာဖြစ်ပါတယ် non stop ဟောမှာဖြစ်ပါတယ်ကျွန်တော်ကလည်းတားလေးနဲ့အတူအပြိုင်ဘာသာပြန်ပြီးမှဖြစ်ပါတယ်ခိုင်းရင်တားလေး let's go ခိုင်းတားလေးစတရားဟောလို့ရပြီရဲ့တားလေးအားလုံးတားလေးပြောချင်တာတားလေးကအားလုံးကိုကြည့်လိုက်တဲ့ခါမှာရင်ထဲမှာအားလုံးဟိုအားလုံးချစ်ပါတယ်နော်တားလေးတို့ဆိုမှအထင်မသေးလိုက်ပါနဲ့တားလေးတို့ကငယ်တော်လည်းပဲအားလုံးသိပါတယ်ရဲ့နော်အားလုံးသိပါတယ်ရာကုန်းနဲ့ဤတော်ဆိုတော့ဗိုက်ထဲတွေကတားဦးရအောင်လူနေတာဘာမှမသိသေးဘူးလို့မထင်ပါနဲ့တားတို့ကလည်းအသိဉာဏ်ပညာမရှိသေးဘူးလို့မထင်ပါနဲ့တားတို့ဝိညာဉ်အားလုံးကိုသိပါတယ်ရဲ့နော်တားဦးရသခင်ယေရှုခရစ်တော်တားတို့ကလည်းဆံခဲ့တဲ့စိတ်ရှိပါတယ်ရဲ့နော်ယောဟန်ကပရိသတ်ကြီးယောဟန်ကဗိုက်ထဲမှာရဲ့နော်ကိုဝင်တဲ့ခါမှာမာရိကိုတွေ့တဲ့ခါမှာယေရှုကလည်းအဲ့ချိန်မှာကိုဝင်ဆောင်နေပြီပေါ့နော်ကိုဝင်ဗိုက်ထဲမှာမာရိဗိုက်ထဲမှာဟိုကိုဝင်ထဲမှာဟိုပရိသတ်ဆွဲယူနေပြီပေါ့နော်အားကြောင့်ယောဟန်ရဲ့အမေအလိရှဘက်ကမာရိကိုတွေ့တဲ့ခါမှာယောဟန်ကဗိုက်ထဲကခုန်ပါလေယောဟန်က6လပဲရှိပါသေးတယ်ဗိုက်ထဲကလည်းတိနေပါလေတားလေးကြောကြောဝင်လည်းတိနေပါလေနော်ဝိညာဉ်ကတိပါလေအဲကြောင့်တားလို့ရွယ်လူလေးကိုအထင်မသေးပါနဲ့ဟောတန်ဖိုးထားမြန်လို့ပါရဲ့ဖရာတရားနဲ့အမြဲတမ်းရင်းနှီးကြောင်းအောင်လုပ်ပြကြပါခင်ဗျာတဲ့အဲကြောင့်တားလေးတို့ကိုအထင်လုံးဝမသေးပါနဲ့နော်တားလေးတို့ဝိညာဉ်ကအလွန်တရာတန်ဖိုးရှိပါလေစัจ java ကဒီလိုတဲ့တန်ဖိုးရှိပါလေဘာသာပြန်တော့ဟောအေးနဲ့โอเคဘာသာပြန်တော့မယ်နော်ဒါဘာယုဘာသာပြန်လို့ပြေးလိုက်ပြီโอเคဒါကြောင့်သားတို့ငငယ်လေးကလေးရဲ့ဖရာတရား၌ရင်းနှီးကျွမ်းဝင်အောင်သွားလာတတ်အောင်သင်ပေးပါရေဦးကြီးချင်းကိုသင်ပေးပါအသက်ရှင်တဲ့ဖရာသခင်ကိုတည်ကျွမ်းသောအသက်တာကိုသင်ပေးပါငငယ်လေးကလေးဖရာရဲ့တရားတော်နဲ့မှုလို့တဲ့အသက်တာရင်းနှီးကျွမ်းဝင်တဲ့အသက်တာပြအောင်ဆွဲခေါ်လမ်းပြပေးကြပါခင်ဗျာနော်ကြီးလာမှငယ်တော့ဘုရားကျောင်းလေးတရားတော်နဲ့မှုရောမလုပ်ဘူးနဲ့ကြီးလာမှအတင်းမတိုက်ကျင်းပါနဲ့ခင်ဗျာငယ်လေးကလုပ်ကြည့်ကြတော့ခင်ဗျာဘိုင်ကျော်ပြီးတားလေးခုနနန်းစောပြောနေအများကြီးပဲတိုင်တားလေးပါပြောနေတားလေးကြောရှော့ဝင်လေးပြောတာကိုတကယ်အလေးနဲ့စဉ်းစားပေးကြပါခင်ဗျာအလေးနဲ့စဉ်းစားပါခင်ဗျာတားရွယ်ယူပြတာစိတ်မကောင်းပါဘူးခင်ဗျာโอเคတားရဲ့တားတငယ်ချင်းတွေတော့လုံးဝစိတ်မကောင်းပါဘူးခင်ဗျာဒါကြောင့်မလို့တားတငယ်ချင်းတွေကိုကြီးဆိုင်ပြီးပါနော်